မင်္ဂလာပါရှင် Gmail အကောင့်တစ်ဖွင့်နည်းကိုအစဉ်စဉ်အစားအဆုံးဖြိုပြပေးပါမယ်ပထမဆုံး Google Chrome လိုမျိုး web browser တစ်ခုဖွင့်လိုက်ပါပြီးရင် address bar မှာ mail.google.com လို့ရိုက်ထည့်ပြီး enter နှိပ်ပါဒါဆို Gmail ဝင်ရောက်စာမျက်နှာကျလာပါမယ်အဲ့ဒီမှာ create account ကိုနှိပ်ပါပြီးရင် for myself ကိုရွေးပါနောက်ပြီးတော့နာမည်ထည့်ပြီးရင် next ကိုနှိပ်ပါနောက်ကမျက်နှာမှာကိုယ့်ရဲ့မွေးသက်ဂရေနဲ့ကြားမကိုရွေးပါဖြည့်ပြီးရင် next ကိုထပ်နှိပ်ပါပြီးရင်ကိုသုံးချင်တဲ့ Gmail လိပ်စာကိုရိုက်ထည့်ရပါမယ်အဲ့ဒီနေရာမှာတခြားလူမသုံးရသေးတဲ့လိပ်စာထည့်ရပါမယ်လိပ်စာထည့်ပြီးရင် next ကိုနှိပ်ပါနောက်တစ်ဆင့်မှာကိုမှတ်မိလွယ်ပြီးတခြားလူမခံမနိုင်တဲ့ password တစ်ခုထည့်ရပါမယ် password ကိုနှစ်ခါတူအောင်ရိုက်ထည့်ပြီး next ကိုနှိပ်ပါနောက်ပြီးတော့ get a verification code sent to your phone နေရာမှာတင့်အကောင့်ရဲ့လုံခြုံရေးအတွက်ဒါမှမဟုတ်စကားဝက်မိတ်သွားတဲ့အခါပြန်လည်ရယူနိုင်ဖို့ဖုန်းနံပါတ်တောင်းခံပါလိမ့်မယ်။တင့်ရဲ့ဖုန်းနံပါတ်ကိုထည့်သွင်းပြီး Google ကပို့ပေးမဲ့ကုတ်နံပါတ်ကိုပြန်ထည့်ပေးရမှာဖြစ်ပါတယ်။တခါတရံမှာဖုန်းနံပါတ်မထည့်ဘဲကြော်သွားလို့ရတဲ့ skip ဆိုတဲ့ခလုတ်လဲပါတတ်ပါတယ်။နောက်ပြီးတော့ recovery phone number ဒါမှမဟုတ် recovery email address ထည့်ခိုင်းပါလိမ့်မယ်။ဒါဒီထည့်ထားရင်နောက်ပိုင်းမှာ password မိသွားခင်ပြန်ယူဖို့လွယ်ပါတယ်။ထည့်ခြင်းထည့်ပြီး next ကိုနှိပ်ပါမထည့်ခြင်းဘူးဆိုရင် skip ကိုနှိပ်ပြီးကြောသွားလို့ရပါတယ်နောက်ဆုံးမှာ Google Terms of Service နဲ့ Privacy Policy ကိုပြပါလိမ့်မယ်ဖတ်ကြည့်ပြီးသဘောတူရဆိုရင် I agree ကိုနှိပ်ပါဒါဆို Gmail အကောင့်တစ်ဖွင့်ပြီးသွားပါပြီရှင်